မင်္ဂလာပါရှင် VOV ရဲ့မေလ30ရက်နေ့တနင်္ဂနွေနေ့မနက်ခင်းနောက်ဆုံးရသတင်းတွေကိုကျွန်မကေတရီကတင်ဆက်ပေးသွားပါမယ်ရှင်အေယာဝတီတိုင်းလက်ပတ်တာမြို့နယ်ညောင်လိန်ကြီးရွာအုပ်စုဒဏိချောင်းကြီးရွာမှာဒီဓာတ်ခံတအုပ်ကိုလူတအုပ်ကစစ်ကောင်စီရဲ့ညှို့မှုချုပ်ဖြစ်တယ်လို့အယောင်ဆောင်ပြီးကျေးရွာအုပ်ချုပ်ရေးမှူးယာတူးပေးမယ်လို့ပြောဆိုကငွေကြေးလိမ်လည်သွားခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသတင်းရရှိပါရယ်ဖြစ်စဉ်မှာဒဏိချောင်းကြီးရွာနေဦးစောနိုင်ဆိုသူထံကိုမေလ23ရက်နေ့ကဖုန်းဆက်သွယ်လာသူတဦးကသူ့ကိုယ်သူစစ်ကောင်စီရဲ့ညှို့မှုချုပ်တဦးဖြစ်ကြောင်းပြောဆိုပြီးကျေးရွာအုပ်ချုပ်ရေးမှူးယာတူးရယူလိုပါကငွေကြေးပေးဆောင်ရမယ်လို့ပြောဆိုကြောင်းသိရပါရယ်ဦးစောနိုင်ကအုပ်ချုပ်ရေးမှူးယာတူးကိုစိတ်ဝင်စားကြောင်းပြန်လည်ပြောကြားခဲ့ပေမဲ့အဆိုပါလူကနောက်ထပ်အကြိမ်ကြိမ်ဆက်တွဲလာပြီးစစ်တပ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ဦးစောနိုင်ရဲ့သားဒဏ်ရာရရှိထားမှုအတွက်နစ်နာကြေးရရှိအောင်ကိုကြီးဆောင်ရွက်ပေးနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။ဒါအပြင်ဦးစောနိုင်ရဲ့သားကိုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့နေရာကနေပသိမ်မြို့ရှိတပ်ရင်းတစ်ခုကိုပြန်လည်ပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်အောင်စီစဉ်ပေးမယ်လို့ပြောဆိုပြီးယုံကြည်မှုရအောင်ပြောဆိုစည်းရုံးခဲ့ကြောင်းသိရပါတယ်။အဲ့ဒီနောက်ငွေကြေးလိုအပ်တဲ့ဆိုပြီးတောင်းခံလာတာကြောင့်ဦးစောနိုင်ကဝေပေးနဲ့ KP မှသဆင့်ကျပ်ငွေ36သိန်းကိုလွှဲပြောင်းပေးခဲ့တယ်လို့သိရှိရပါတယ်။ငွေကြေးလက်ခံရရှိပြီးနောက်အယောင်ဆောင်သူကပသိမ်မြို့မှာလူချင်းသွေးဆုံမယ်လို့ပြောဆိုခဲ့ပြီးမြဲနောက်ပိုင်းမှာဖုန်းဆက်သွယ်မရတော့ဘဲအဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်းသိရပါတယ်။အဲ့ဒီအချိန်မှာတော့ဦးစောနိုင်ကလိမ်လည်ခံရတာဖြစ်နိုင်တယ်လို့တန်တရားရှိလာပြီးလက်ပတ်တာမြို့မှာရဲစခန်းကိုတွားရောက်တိုင်ကြားခဲ့ရာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။စုံစမ်းစစ်ဆေးမှုတွေအပြီးမှာငွေကြေးလိမ်လည်ခံရတာဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပြီးလက်ပတ်တာမြို့မှာရဲစခန်းကပ26မြေဆောင်2026နဲ့အမှုဖွင့်လှစ်ကဆက်တွယ်ရေးဥပဒေပုံမှန်66ကအရာအရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။လက်ရှိကာလမှာမြန်မာနိုင်ငံတဝန်အွန်လိုင်းကနေငွေလိမ်လည်မှုတွေအယောင်ဆောင်ပြီးငွေတောင်းခံမှုတွေအလို့အကင်နဲ့ယာတူးနေရပေးမယ်လို့လိမ်လည်မှုတွေပုံမများပြားလာနေပြီးပြည်သူအများအပြားနစ်နာဆုံးရှုံးမှုတွေကြုံတွေ့နေရကြောင်းလည်းသတင်းရရှိပါရရှင်။မွန်ပြည်နယ်တထုံမြို့နယ်ရှိအမှတ်ကိုစစ်အခြေခံလေ့ကျင့်ရေးတပ်မှပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းတင်နန်းအပတ်စဉ်23ကိုအသိအကျပ်တက်ရောက်ခဲ့ရတဲ့လူငယ်တပ်သားတဲ့325ဦးကိုစစ်ကောင်စီတပ်ကတင်နန်းဆင်းပြီးနောက်ကော့ကရိတ်မြို့နယ်နဲ့ရေးမြို့နယ်ရှိရှေ့တန်းစစ်မြစ်နာရီစီချက်ချင်းပို့ဆောင်လိုက်တယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ဒေတာမှသတင်းရရှိပါတယ်။မေလ29ရက်နေ့မှာတထုံမြို့နယ်ဇီးချောင်ကြီးရွာရှိအမှတ်ကိုစစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့အလန်တရာလေ့ကျင့်ရေးစခန်းတွေမှာစစ်မှုထမ်းအပတ်စဉ်23တင်နန်းဆင်းပွဲပြုလုပ်ခဲ့ပြီးအဲ့ဒီတင်နန်းဆင်းတပ်သားတွေကိုတရက်ထဲနီးပါးအချိန်အတွင်းရှေ့တန်းဒေတာရေစီပြန်လည်ဖြန့်ခွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။တင်နန်းဆင်းသွားတဲ့လူငယ်325ဦးဟာရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းမွန်ပြည်နယ်တထုံဘီလင်းကြိုက်ထုံမြို့နယ်တွေအပြင်ကရင်ပြည်နယ်မြဝတီမြို့နယ်တို့ကနေစုဆောင်းခံခဲ့ရသူတွေဖြစ်ပြီးအများစုဟာပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသူတွေနဲ့အထက်ကျုပ်စက်ရုံတွေမှာအလုပ်လုပ်ကိုင်နေတဲ့လူငယ်အလုပ်သမားတွေဖြစ်ကြတယ်လို့သိရှိရပါတယ်။ဒေတာသတင်းရင်းမြစ်တွေရဲ့အဆိုအရအဲ့ဒီလူငယ်အများစုဟာမလပိုင်းအတွင်းဖမ်းဆီးစုဆောင်းခံခဲ့ရသူတွေဖြစ်ပြီးရက်တိုစစ်တင်တန်းတာတက်ရောက်ခဲ့ရကအခြေခံစစ်ပညာကိုလေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။တင်နန်းဆင်းပြီးနောက်မေလ30ရက်နေ့မှာအဖွဲ့လိုက်ခွဲပြီးစစ်ရေးအခြေအနေတင်းမာနေတဲ့ကရင်ပြည်နယ်ကော့ဂရိတ်ဒေတာနဲ့မွန်ပြည်နယ်ရေးမြို့နယ်ဘက်ကရှေ့တန်းစစ်ကြောင်းတွေစီပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။တထုံဒေတာသတင်းရင်းမြစ်တဦးကမလအတွင်းပေါ်တာဆွဲခံခဲ့ရတဲ့လူငယ်တွေကိုမနေ့ကတင်နန်းဆင်းပေးပြီးဒီနေ့မှာပဲရှေ့တန်းပို့နေပြီဖြစ်ကြောင်းကော့ဂရိတ်ဘက်ပို့ဆောင်တဲ့အဖွဲ့ဟာလက်ရှိမှာဖအံမြို့အထိရောက်ရှိနေပြီဖြစ်တယ်လို့ပြောပါတယ်။လက်ကျင်ရေးចောင်းတာဝန်ရှိသူတွေကလည်းအဆိုပါတင်နန်းဆင်းတပ်သားတစ်တွေကိုရှေ့တန်းစစ်ကြောင်းထိုးလုပ်ငန်းတွေမှာအသုံးပြုသွားမယ်ဆိုတာကိုကြိုတင်အသိပေးထားတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာစစ်ကောင်စီတပ်ဟာနိုင်ငံတော်ဝန်တိုက်ပွဲပြင်းထန်နေတဲ့ဒေသအသီးသီးမှာလူအင်အားလိုအပ်ချက်ကြီးမားလာတာကြောင့်စစ်မှုထမ်းဥပဒေနဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကနေရရှိလာတဲ့လူငယ်တွေကိုရက်တိုတင်နန်းပေးပြီးရှေ့တန်းစစ်မြစ်နာရီစီအလင်းအမြန်ဆေလွတ်နေတယ်လို့ဒေသတွင်စစ်ရေးသတင်းရင်းမြစ်တွေကသုံးသပ်ပြောဆိုထားကြောင်းလည်းသတင်းရရှိပါရရှင်။မန္တလေးမြို့အတွင်းစစ်ကောင်စီတပ်ကလုံခြုံရေးအကြောင်းပြုပြီးနှစ်ပေါင်းများစွာပိတ်ဆို့ထားခဲ့တဲ့လမ်းတချို့ကိုပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမဲ့တရုတ်ကောင်စစ်ဝင်ချုပ်ရုံးရှိလမ်းပိုင်းကိုတော့မနေ့ကအထိဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်
မန္တလေးမြို့မှာအရင်ကပိတ်ထားခဲ့တဲ့တိုင်းလွတ်တော်ရှိဘန်ကာရီရဲစခန်းရှိဘန်ကာရီမြို့တော်စီပင်တာယာရေးကော်မတီရုံးအနီး28လမ်းမပေါ်ကလမ်းပိတ်ဆို့မှုတွေကိုမကြာသေးခင်ကဖယ်ရှားပေးခဲ့ပြီးရင်သွားလာမှုတွေကိုပုံမှန်အတိုင်းပြန်လည်ခွင့်ပြုထားတယ်လို့မြို့ကန်တွေကပြောပါတယ်။ဒါပေမဲ့ရှမ်းမြတာစီမြို့နယ်83လမ်းပေါ်ရှိတရုတ်ကောင်စစ်ဝင်ချုပ်ရုံးရှိလမ်းပိုင်းမှာတော့ရခင်အတိုင်းလုံခြုံရေးတင်းကျပ်ထားဆဲဖြစ်ပြီးဆိုင်ကယ်စက်ဘိန်းတွေဖြတ်တန်းခွင့်မပြုသေးသလိုမော်တော်ကားတွေကိုလည်းတစည်းစာလမ်းကြောင်းဖြစ်တာအသုံးပြုခွင့်ပေးထားတယ်လို့သိရပါတယ်။ဒေသခံတအုပ်ကအချောင်းပိတ်ထားတဲ့လမ်းတွေဆိုရင်နည်းနည်းပဲကွေ့ပတ်သွားရပေမဲ့ဒီလမ်းပိတ်ထားတာကြောင့်အနီးအနားကပြည်သူတွေဟာ10ဘလောက်နီးပါးအဝေးကြီးကွေ့ပြီးတွာလာနေရကြောင်းအဲ့ဒီနေရာမှာဖြတ်တန်းဖို့အဓိကလမ်းကြောင်းတစ်ခုပဲရှိတဲ့အတွက်တွာလာရေးအခက်အခဲကြီးမားနေတယ်လို့ပြောပါတယ်။တရုတ်ကောင်စစ်ဝန်ချုပ်ရုံးဟာ2024ခုနှစ်အောက်တိုဘာလ18ရက်နေ့ကဘုံပြစ်တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်းလမ်းကိုအပြည့်အဝပိတ်ဆို့ခဲ့တာဖြစ်ပြီးလက်ရှိချိန်ထိတန်တားပိတ်ဆို့ရေးပစ္စည်းတွေဂျမ်ဘာရီဆက်လက်တပ်ဆင်ထားဆဲဖြစ်ကြောင်းလည်းသိရပါတယ်။အဆိုပါ83လမ်းဟာမန္တလေးမြို့တစ်ဘက်ချမ်းနဲ့ကျွဲဆယ်ကန်အဝေးပြေးရပ်နာစခန်းတို့ကိုဆက်သွယ်ပြီးတဲ့အရေးကြီးလမ်းကြောင်းတစ်ခုဖြစ်ပြီးပိတ်ဆို့ထားမှုကြောင့်ဒေသခံပြည်သူတွေနဲ့ရမောင်းတွေနေ့စဉ်သွားလာရေးမှာအခက်အခဲတွေကြုံတွေ့နေရတယ်လို့မြို့ကန်တွေကပြောဆိုထားပါတယ်။တစ်ဖက်မှာတော့မန္တလေးမြို့ရှိအိန္ဒိယကောင်စစ်ဝန်ရုံးချုပ်ရှိမှာဘန်ကာရီနဲ့လုံခြုံရေးစစ်ဆေးမှုတွေရှိနေပေမဲ့ရင်သွားလာမှုကိုတော့ပိတ်ဆို့ထားခြင်းမရှိဘဲဖြတ်တန်းခွင့်ပေးထားတယ်လို့သိရပါတယ်။ဒေသခံတွေရဲ့ပြောဆိုချက်အရတရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှိမှာလုံခြုံရေးဂိတ်3ခုထပ်မံချထားပြီးဝေရောက်လာတဲ့စံကေတမားတွေကိုစစ်ဆေးရေးအကြောင်းပြကငွေကျပ်3000ကနေ9သိန်းထိတောင်းခံမှုတွေရှိနေတယ်လို့လည်းသိရပါတယ်။အလားတူပင်ရန်ကုန်မြို့မှာလည်းစစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်တပ်ဆွဲထားတဲ့အတွက်မြစ်ရှည်ပိတ်ထားခဲ့တဲ့ရန်ကင်းမြို့နယ်စက်မှုသစ်လမ်းအပါအဝင်လမ်းတချို့ကိုမကြာသေးခင်ကပြန်လည်ဖွင့်လှစ်ပေးထားကြောင်းသိရပြီးမြို့ကန်တွေကတော့ပြည်သူတွေရဲ့သွာလာရေးအတွက်အရေးပါတဲ့လမ်းပိုင်းတွေကိုလုံခြုံရေးအကြောင်းပြကဆက်လက်ပိတ်ဆို့ထားတာတွေအများဆုံးဖယ်ရှားပေးဖို့လိုအပ်နေတယ်လို့လည်းပြောဆိုနေကြကြောင်းသတင်းရရှိပါရရှင်ရန်ကုန်တိုင်းအပါအဝင်ဒေသတချို့ရှိစစ်အုပ်စုလက်အောက်ခံအခြေခံပညာကျောင်းတွေမှာကျောင်းထွက်လက်မှတ်ထုတ်ပေးမှုကြန့်ကြာနေတဲ့အတွက်ကျောင်းပြောင်းရွှေ့လိုတဲ့ကျောင်းသားတွေကျောင်းမအပ်ရတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ကျောင်းသားမိဘတွေထံမှသတင်းရရှိပါတယ်။အခြေအနေအမျိုးမျိုးကြောင့်နေထိုင်ရာဒေသပြောင်းရွှေ့ရတာကျောင်းပြောင်းတက်ရောက်ရတာတွေရှိနေတဲ့ကျောင်းသားတွေဟာလက်ရှိတက်ရောက်ခဲ့တဲ့ကျောင်းတွေကကျောင်းထွက်လက်မှတ်မရရှိသေးတာကြောင့်ကျောင်းအသစ်တွေမှာအနံ့နိုင်ခြင်းမရှိဘဲဖြစ်နေကြပါတယ်။မင်္ဂလာတုံမြို့နယ်မှာကျောင်းသားမိဘတအူးကကျောင်းထွက်လက်မှတ်လာရောက်တောင်းယူသူတွေကိုကျောင်းဘက်ကထုတ်ပေးလို့မရသေးဘူးလို့ပြောဆိုနေပြီးတချို့မိသားစုတွေဆိုရင်အဝေးဒေတာကိုပြောင်းရွှေ့သွားပြီးနောက်ကျောင်းထွက်လက်မှတ်လာယူဖို့အခါခါပြန်ဆောင်ဆိုင်နေရတယ်လို့ပြောပါတယ်။ပညာရေးအတိုင်းအဝိုင်းနဲ့နိစက်တူတွေကတော့စစ်အုပ်စုဟာအခြေခံပညာကျောင်းတွေမှာကျောင်းတက်ရောက်နှုန်းတိုးမြင့်လာစေဖို့နဲ့ကျောင်းထွက်နှုန်းလျော့နေစေဖို့ဖိအားပေးထားတာတွေရှိနေပြီးအဲ့ဒီမူဝါဒတွေကြောင့်ကျောင်းတွေကကျောင်းထွက်လက်မှတ်ထုတ်ပေးရမှာတွန့်ဆုတ်နေတဲ့သဘောမျိုးဖြစ်နေတယ်လို့ဆိုပါတယ်။တချို့ကျောင်းတွေမှာအရင်ကျောင်းရဲ့ထောက်ခံစာပါရင်ကျောင်းအခွင့်ပြုထားတာတွေရှိပေမဲ့တချို့ကျောင်းတွေကတော့ကျောင်းထွက်လက်မှတ်မပါရင်လက်မခံတာမျိုးတွေရှိနေပြီးကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းစီမင်းတတ်မှတ်ချက်မတူညီတာကြောင့်မိဘတွေအတွက်ပုံမအခက်တွေ့နေကြရပါတယ်။လက်ရှိမှာအခြေခံပညာကျောင်းတွေကမေလ25ရက်နေ့မှ31ရက်နေ့အထိကျောင်းအလက်ခံနေတာဖြစ်ပြီးကျောင်းပြောင်းမဲ့ကျောင်းသားတွေဟာကျောင်းထွက်လက်မှတ်မရရှိသေးတာကြောင့်သတ်မှတ်ထားတဲ့ကျောင်းအကာလအတွင်းအနာနိုင်ပါမလားဆိုပြီးစိုးရိမ်ပူပန်မှုတွေမြင့်တက်နေကြပါတယ်။ဒါအပြင်အချို့ကျောင်းတွေမှာကျောင်းအဖို့မြို့နယ်စေးရုံကထုတ်ပေးတဲ့ကျန်းမာရေးထောက်ကန်စာတင်ပြရမယ်လို့သတ်မှတ်ထားတာကြောင့်ကျောင်းသားမိဘတွေဟာစေးရုံတွေကိုတည်တံ့သွားရောက်ပြီးထောက်ကန်စာထုတ်ယူနေရတယ်လို့လည်းသိရပါတယ်။မော်ဘီမြို့နယ်မှာကျောင်းသားမိဘတအူးကကျန်းမာရေးထောက်ကန်စာထုတ်ပေးရမှာကျောင်းသားတွေကိုကျန်းမာရေးစစ်ဆေးမှုတစုံတရာပြုလုပ်တာမျိုးမရှိဘဲစေယုံတစိမ့်သုံးနဲ့လက်မှတ်သားယူပြီးအလူငွေထည့်ကပြန်လာရတာဖြစ်ကြောင်းထောက်ခံစာလာရောက်ယူသူမိဘတွေအများအပြားရှိနေတယ်လို့ပြောပါတယ်။ယခုနှစ်အခြေခံပညာကျောင်းတွေကိုဇွန်လ3ရက်နေ့မှာဖွင့်လှစ်သွားဖို့စီစဉ်ထားပြီးစစ်အုပ်စုကကျောင်းနေအရွယ်ကလေးတွေကျောင်းသက်ရာဂိုင်နှုန်းမြင့်တက်လာစေဖို့စီယုံလှုပ်ဆောင်မှုတွေစက်တိုက်လှုပ်ဆောင်နေချိန်မှာကျောင်းထွက်လက်မှတ်ထုတ်ပေးမှုကြန့်ကြာခြင်းနဲ့စာရွက်စာတမ်းလိုအပ်ချက်တွေကြောင့်ကျောင်းသားမိဘတွေအခက်အခဲများစွာကြုံတွေ့နေရတယ်လို့ကျောင်းသားမိဘတွေထံမှသတင်းရရှိပါရရှင်။အေယာဝတီတိုင်းရေကြီးမြို့နယ်အတွင်းရှိ
ကွာငါတိုင်းချောင်းလမ်းပေါ်ကအမြောက်တပ်344စခန်းဟာအရက်ခတ်တပ်တော် AA ရဲ့ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်အထိနာမှုတွေရှိလာတဲ့အတွက်စစ်ကောင်စီကတပ်ရင်းတချို့ကိုပြန်လည်ခေါ်ထုတ်ပြီးတပ်အပြောင်းအလဲတွေလှုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။ပသိမ်အခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်မှာရှိတဲ့ပသိမ်ဝရားချောင်းအခြေဆိုင်ခလာရ17နဲ့ဒနုဖြူအခြေဆိုင်ခမရ1398တပ်ရင်းတို့ကအထိနာထားတဲ့တပ်ဖွဲ့ဝင်တွေကိုမေလ26ရက်နေ့ကစစ်ကား14စီးနဲ့အမြောက်တပ်344စခန်းကနေပသိမ်ဘက်ကိုပြန်လည်ခေါ်ထုတ်သွားခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီနောက်မှာတော့စစ်ရင်တန်းအစီး40ခန့်ဟာအမြောက်တပ်344ဘက်ကိုပြန်လည်ဝင်ရောက်လာပြီးတပ်အင်အားဖြစ်တင်မှုတွေဆက်လုပ်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ဒေသခံတဦးရဲ့ပြောကြားချက်အရအထိနာထားတဲ့တပ်ဖွဲ့တွေကိုပြန်လည်ဆွဲထုတ်ပြီးတပ်အပြောင်းလဲပြုလုပ်နေတာဖြစ်ကနောက်ပိုင်းမှာတော့အောင်ပွဲရပြီးပြန်လာတယ်လို့မျိုးဝါရဖြန့်ချိမှုတွေလှုပ်ဆောင်ဖို့ရည်ရွယ်ထားတာလို့သိရှိရပါတယ်။အမြောက်တပ်344စခန်းမှာလက်ရှိအချိန်ထိတပ်မ66လက်အောက်ခံတပ်ရင်းတွေကိုအဓိကအသုံးပြုထားပြီးအေယာဝတီတိုင်းအခြေစိုက်တပ်ရင်း2ရင်းဟာအထိခိုက်များလာတာကြောင့်ပြန်လည်ခေါ်ထုတ်ခံရတာဖြစ်တယ်လို့သိရပါတယ်။ပြန်လည်အစားထိုးဝင်ရောက်လာတဲ့စစ်ရင်တန်းတွေထဲမှာစစ်မှုထမ်းဥပဒေအရစုဆောင်ထားတဲ့တပ်သားတွေအများအပြားပါဝင်နေတယ်လို့လည်းသိရှိရပါတယ်။တာပေါင်းမြို့နယ်အခြေစိုက်ခမရ338ကံကြီးတောင်မြို့နယ်အမတ935အိမ်မဲမြို့နယ်ခလာရ63နဲ့ကျုံပြော်မြို့နယ်ခလာရ36တို့ဟာအမြောက်တပ်344နဲ့အနီးဆုံးစစ်ကူပေးနိုင်တဲ့တပ်ရင်းတွေဖြစ်ပြီးလက်ရှိမှာလည်းအစိုးရတပ်ရင်းတွေအပြင်ရန်ကုန်တိုင်းအခြေစိုက်တပ်ရင်းတချို့ပါအမြောက်တပ်အတွင်းရောက်ရှိနေတယ်လို့သိရပါတယ်။တပ်အင်အားအပြောင်းအလဲနဲ့စစ်ကူဖြည့်တင်းမှုတွေစက်တိုက်လွတ်ဆောင်နေပြီးမြဲစစ်ကောင်စီတပ်တွေဟာစစ်ရေးအရာဖိအားများနေစေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီလိုစစ်ရေးဖိအားတွေကြုံနေရချိန်မှာပဲမေလ29ရက်ညပိုင်းကရေကြီးမြို့နယ်အတွင်းရှိတောင်ဆန်းကြီးရွာကြောက်ချောင်းကြီးရွာနဲ့ဖန်ခါပြင်ကြီးရွာတို့ကိုစစ်တပ်ကလေကြောင်းကနေဘုံ9လုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။မကွေးတိုင်းပခုတ်ကူခရိုင်မြိုင်မြို့နယ်အရှိချမ်းကကျေးရွာတချို့မှာစစ်ကောင်စီရဲ့ဖြတ်လေးဖြတ်ပြူဟာကြောင့်ကုန်စည်စီးဆင်းမှုပြတ်တောက်နေတယ်လို့73စီဈေးနှုန်းတွေအစမတန်မြင့်တက်လာတာကြောင့်ဒေသခံပြည်သူတွေတောက်တုံးရပြက်လက်တဲ့အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့သတင်းရရှိပါတယ်။ယခုနှစ်နေရာဒီအတွင်းအပူချိန်မြင့်တက်မှုပြင်းထန်ခဲ့ပြီးကျေးရွာအများစုကရေကန်တွေခန်းချောက်သွားတာကြောင့်တောက်တုံးရအခက်အခဲတွေပုံမှုကြုံတွေ့လာရပါတယ်။အရင်နှစ်တွေမှာရေချပါလာရင်တလုံးထိုးအင်ဂျင်ဆက်တွေအသုံးပြုပြီးမြေအောက်ရေတင်ယူနိုင်ခဲ့ပေမယ့်လက်ရှိမှာ73စီဝယ်ယူဖို့ကုန်ကျစရိတ်မြင့်မားလာသလိုစီရရှိဖို့လည်းခက်ခဲနေတဲ့အတွက်ရေတင်ယူနိုင်ဖို့အခက်တွေ့နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။မြိုင်မြို့နယ်အခြေဆိုင်တူရီစတာမြိုင်အဖွဲ့တာဝန်ရှိသူတဦးကယခုနှစ်မှာအပူချိန်အလွန်မြင့်မားပြီးရေကန်တွေခန်းချောက်သွားတာကြောင့်တောက်တုံးရေရှားပါလာသလိုရေတင်ဖို့လိုအပ်တဲ့73စီကိုလည်းမတတ်နိုင်တော့တဲ့အခြေအနေဖြစ်နေတယ်လို့ပြောပါတယ်။စစ်ရေးပဏိပခတွေနဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့73စီအကျပ်အသေးဟာဒေသခံပြည်သူတွေတော့မကရဟန်းတန်ဃာတွေကျွဲနွားတိုးစိတ်လိုမွေးမြူရေးတရိတ်ဆန်တွေပါရေရှားပါမှုဒဏ်ခံနေရတဲ့အထိတက်ရောက်မှုရှိလာပါတယ်။ရေရှည်အတွက်73စီအပေါ်မီခိုမှုကိုလျှော့ချနိုင်ဖို့ဒေသခံတော်လှန်ရေးအဖွဲ့တွေကနေစွမ်းအင်သုံးဆိုလာစနစ်အသုံးပြုပြီးရေတင်ယူနိုင်ရေးစီစဉ်နေကြပြီးမြဗဏ္ဍာရေးအခက်အခဲတွေကြောင့်လုပ်ငန်းအကောင့်ထဲပေါ်မှုကြန့်ကြာနေပါတယ်။ဒါကြောင့်မြိုင်မြို့နယ်အရှိချမ်းကြီးရွာတွေတောက်တုံးရရရှိရေးအတွက်ဆိုလာစနစ်တပ်ဆင်နိုင်ဖို့ပြည်ရင်းပြည်ပကပြည်သူတွေအနေနဲ့မိမိတို့တတ်နိုင်သလောက်ငွေကြေးပံ့ပိုးကူညီပေးကြဖို့ဒေသခံတွေကမေတ္တာရပ်ခံထားပါတယ်။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ခန့်မှန်းချက်တွေအရယခုနှစ်နောက်ပိုင်းမှာအင်အားပြင်းအယ်နီညိုယာရီဥတုဖြစ်ပေါ်နိုင်ခြေမြင့်မားနေပြီးမိုးခေါင်ရေရှားမှုနဲ့အပူချိန်ပုံမှန်မြင့်တက်လာနိုင်တဲ့အခြေအနေတွေရှိနေတယ်လို့သိရပါတယ်။စစ်ဘေးနဲ့တဘာဝဘေးနှမျိုးစလုံးရင်ဆိုင်နေရတဲ့အညာဒေသကြေးရွာတွေမှာရေရှားပါမှုပြဿနာပုံမှုဆွေးရွားလာနိုင်တာကြောင့်အရေးပေါ်ကူညီထောက်ပံ့မှုတွေနဲ့ကြိုတင်ပြင်ဆင်မှုတွေအချိန်မီလိုအပ်နေကြောင်းလည်းသတင်းရရှိပါရရှင်။ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသကိုပအိုးအထူးဒေသ6လက်အောက်ရှိကိုပိုင်အုပ်ချုပ်ခွင့်ရထူးခြားဒေသအဖြစ်တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက်တောင်ကြီးအခြေဆိုင် PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနချုပ်ကအင်းလေးဒေသရှိဒေသခံကော်မတီဝင်များနဲ့နယ်မြေတာဝန်ရှိသူများထံပေးပို့ထားတဲ့ထိပ်တန်းလျှို့ဝှက်အစစ်သတ်မှတ်ထားသောညွှန်ကြားစာတစ်စောင်ပေါက်ကြားလာကြောင်းသတင်းရရှိပါတယ်။
အဆိုပါညွှန်ကြားစာကို2026ခုနှစ်ဧပြီလ26ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ထားပြီးအမျိုးသားရေးရည်မှန်းချက်များအကောင့်ထဲပေါ်နိုင်ရေးအတွက်အင်းလေးဒေတာအသင်းရှိကျေးရွာအသီးသီးမှာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုစနစ်တကျအကောင့်ထဲပေါ်ရညွှန်ကြားထားတယ်လို့လည်းသိရှိရပါတယ်။ညွှန်ကြားချက်အရအမျိုးသားရေးစီးရုံးရေးကဏ္ဍတွင် PNO ရဲ့မူဝါဒနှင့်လမ်းစဉ်များကိုထောက်ခံအားပေးတဲ့ပအို့တိုင်းရင်းသားများကျေးရွာအုပ်ချုပ်ရေးတာဝန်များရရှိလာစေရေးအတွက်ဒေသခံပြည်သူများကြားစီးရုံးလှုပ်ဆော်မှုများဆောင်ရွက်ရန်ဖော်ပြထားတယ်လို့လည်းသိရပါတယ်။ထို့ပြင်အင်းလေးဒေသအားပအို့ကိုပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသအတွင်းထပ်တွင်ဖွဲ့စည်းနိုင်ရေးအတွက်လိုအပ်တဲ့အခြေခံအဆောက်အအုံများတည်ဆောက်ခြင်းနှင့်လူထုထောက်ခံမှုအင်အားများစုစည်းရေးလုပ်ငန်းများကိုဆောင်ရွက်ရန်လည်းညွှန်ကြားထားတယ်လို့သိရှိရပါတယ်။ဒေသတွင်းလုံခြုံရေးနှင့်ပြည်ñရေးလုပ်ငန်းများမှာ PNO နှင့်ဒေသခံပြည်သူများအကြားအပြန်အလှန်ချိတ်ဆက်မှုပုံမအားကောင်းလာစေရေးအတွက်ကွင်းစင်းလှုပ်ရှားမှုများတိုးမြင့်ဆောင်ရွက်ရန်လည်းစာရဲတွင်ဖော်ပြထားကြောင်းသိရပါတယ်။အင်းလေးဒေတာအတွင်းကျေးရွာပေါင်း448ရွာရှိရာမှာအင်းအခြေဘက်ရှမ်းစံကားအုပ်စုအပါအဝင်အခြားအုပ်စုများ၌ပအို့တိုင်းရင်းသားကျေးရွာ90ခန့်ပါဝင်နေတယ်လို့သိရပါတယ်။ဒေတာခန်တွေရဲ့ပြောဆိုချက်အရပအို့တိုင်းရင်းသားများဟာအင်းသားတောင်ရိုးရှမ်းစတဲ့တိုင်းရင်းသားများနဲ့နှစ်ပေါင်းများစွာအတူရှင်တွဲအေဂျင့်စွာနေထိုင်လာခဲ့ကြသူများဖြစ်ပြီးလက်ရှိမှာတော့ PNO ပြည်သူ့စစ်အဖွဲ့ကစက်ကြီးကောက်ခံမှုလူသစ်စုဆောင်းမှုရိတ်ခါထောက်ပံ့ခိုင်းမှုစားတဲ့ဖိအားပေးလှုပ်ဆောင်မှုများကိုခံနေရကြောင်းဒေသခံတွေထံမှသတင်းရရှိပါရရှင်ရခိုင်ပြည်နယ်အတွင်းမကွေးချင်းကုန်တွယ်ရေးလမ်းကြောင်းပြတ်တောက်သွားပြီးနောက်ပြည်မဘက်မှဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကိုကုန်တယ်တွေနဲ့ဈေးဆိုင်တချို့ကထုတ်မရောက်နေပဲတူလောင်ထားကကုန်စည်နှုန်းမြင့်တက်လာမဲ့အခြေအနေကိုစောင့်ကြည့်နေကြတယ်လို့ဒေသခံတွေထံမှသတင်းရရှိပါတယ်။မကွေးနဲ့ချင်းအစကံပလက်စောဒေတာတွေမှာတိုက်ပွဲပြင်းထန်လာတာကြောင့်မကွေးချင်းရခိုင်ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းပြတ်တောက်သွားခဲ့ပြီးရခိုင်ပြည်အတွင်းရောက်ရှိနေပြီးတာပြည်မဘက်ကုန်ပစ္စည်းတွေကိုကုန်နေတချို့ကရောင်းချမှုချော့ချထားကြပါတယ်။အဝတ်အထိန်အလှကုန်ဖုံးနဲ့လက်စစ်ပစ္စည်းတွေစိုက်ပျိုးရေးပစ္စည်းတွေစောက်လုပ်ရေးပစ္စည်းတွေနဲ့စားတောက်ကုန်တချို့ကိုအဓိကတူလောင်ထားကြတာဖြစ်ပြီးဈေးကွက်အတွင်းပစ္စည်းရှားပါလာနိုင်တဲ့အခြေအနေကိုစောင့်ဆိုင်နေကြတယ်လို့သိရှိရပါတယ်။အမ်မကွေးတောင်ကုန်းပဲခူးနဲ့ကွအေယာဝတီလမ်းကြောင်းတွေပိတ်ဆို့ခံရပြီးနောက်ရခိုင်ပြည်ရဲ့ကုန်သွယ်ရေးဟာမကွေးချင်းလမ်းကြောင်းနဲ့အိန္ဒိယပလက်ဝလမ်းကြောင်းတွေကိုအဓိကအားထားခဲ့ရပေမဲ့လက်ရှိမှာမကွေးချင်းလမ်းကြောင်းပါပြတ်တောက်သွားတဲ့အတွက်အိန္ဒိယပလက်ဝလမ်းကြောင်းကိုတော့အားကိုးနေရပါတယ်။ဒေသခံတွေကတော့အိန္ဒိယဘက်ကဝင်လာတဲ့ကုန်ပစ္စည်းတွေထက်ပြည်မဘက်ကဝင်လာတဲ့ကုန်ပစ္စည်းတွေကိုပုံမနစ်တက်ကြပြီးအထူးသဖြင့်အဝတ်အထည်နဲ့လူသုံးကုန်ပစ္စည်းတွေမှာဒေသလိုအပ်ချက်နဲ့ပုံမကိုက်ညီတာကြောင့်ကုန်တယ်တွေကပြည်မဘက်ကုန်ပစ္စည်းတွေကိုဈေးသက်ချိန်အတွဲတူလောင်ထားနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာပြည်မဘက်မှဝင်လာတဲ့အဝတ်အထည်တွေဟာရခင်တဲ့ကျပ်3000ကနေ9000အထိဈေးမြင့်တက်လာပြီးလျှက်စစ်ပစ္စည်းတွေစိုက်ပျိုးရေးပစ္စည်းတွေနဲ့စောက်လုပ်ရေးပစ္စည်းတွေမှာလည်းကျပ်1000ကနန်းကနေသိန်းကနန်းအထိဈေးတက်နေတယ်လို့သိရှိရပါတယ်။ဒေသခံတချို့ကတော့ကုန်တယ်တွေနဲ့ဈေးဆိုင်တွေကကုန်ပစ္စည်းတွေကိုထုတ်မရောင်းမဲတူလောင်ထားတာဟာဈေးကစားဖို့ရည်ရွယ်တာဖြစ်နိုင်ပြီးလာမဲ့လပိုင်းတွေအတွင်းကုန်စည်နှုန်းတွေပုံမမြင့်တက်လာနိုင်တယ်လို့ဆိုရနေကြပါတယ်။ဒါကြောင့်ကုန်ပစ္စည်းတူလောင်မှုနဲ့ဈေးကစားမှုတွေကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကစက်မှတ်ဆောင်ရွက်ပေးဖို့လိုအပ်နေပြီးမဟုတ်ရင်အခြေခံလူဒန်းစားတွေအတွက်စီးပွားရေးအခြေခံလူဒန်းစားတွေအတွက်စားဝတ်နေရေးပုံမခက်ခဲလာနိုင်တယ်လို့ဒေသခံတွေကပြောဆိုနေကြကြောင်းလည်းသတင်းရရှိပါရရှင်။ VOV ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးကြသူအပေါင်းကိုကျေးဇူးထူးတင်ပါတယ်ရှင်။ဘေးရန်ကင်းကွာပြီးကိုယ်စိတ်နှလုံးရှင်ပြုံးကြပါစေလို့ကျမကေတရီကဆုတောင်းမြတ်တာပို့တာလိုက်ပါရရှင်။